တဏှာလောဘကိုဖယ်ရှားပြစ်ချင်လို့ရှိရင်အတုပကမ္မထံပွားပေးရအတုပဆိုတာမစင်မကြဲမတင့်မတဲယွန်းစပွဲကိုတွေးတောပေးရဒါကိုဆုံးလို့တယ်နော်အပေါ်ယံလေးကြည့်ရင်လူတွေကတဏှာရာဂစိတ်ပေါ်လာလို့ရှိရင်အပေါ်ယံကြည့်ရင်လှတယ်လို့ထင်အဲ့ဒါလို့လှတယ်လို့ထင်လို့လောဘဖြစ်လာလို့ရှိရင်အတွင်းသားကိုကြည့်ခန္ဓာကိုယ်ကြီးရဲ့သဘာဝမစင်ကြယ်တာတွေကိုကြည့်တုတ်တန်တစ်ခုမှဟောထားတယ်ခန္ဓာကိုယ်ကြီးအတွင်းပြင်များလဲထားလိုက်မယ်ဆိုရင်ဒုတ်နဲ့အကြီးတွေမောင်းနေရမှာတဲ့အပေါ်ယံအရေးပါးလေးဖုံးထားလို့ဟုတ်တယ်လို့ထင်နေတယ်အဲ့ဒီအရေးပါးလေးပေါ်မှာတော့လှတဲ့ဟိုကလေးတွေနဲ့ဆင်ထားသည့်အတွက်ကြောင့်မျက်စိလဲနေကြတာဟုတ်ကဲ့လားမျက်စိလဲနေတာဟုတ်တယ်ဗောမနေ့အိယာထားတာနဲ့တပြိုင်နက်ခန္ဓာကိုယ်ရဲ့အညစ်အကြေးသုတ်တင်ရတာနံပါတ်1ပဲလေမွေးကြိုင်နေလို့ရှိရင်စုထားကြမှာဗောမမွေးကြိုင်လို့စွန့်ပစ်နေကြရတာပဲခန္ဓာကိုယ်ရဲ့အထွက်တာတင့်တယ်တာတို့မွေးကြိုင်တာတို့တခုမှမရှိဘူးအကုန်ပြစ်နေရတာအဲ့တော့အဲ့ဓာတွေကိုစဉ်းစားတွေးခေါ်လိုက်လို့ရှိရင်လောဘဆိုတာဖြစ်လာစရာရာဂဆိုတာဖြစ်လာစရာအကြောင်းမရှိဘူးတဲ့ဒါကြောင့်မို့ခုနကအခြေအနေ၅မျိုးပေါ်မှာယက်တည်ပြီးတဲ့အခါမှာတဲ့တဏှာရာဂကိုအားနည်းသွားအောင်သို့မဟုတ်တဏှာရာဂတွေဖယ်ရှားပစ်ဖို့အတွက်အတုပကိုအထုတ်ပါလို့ပြောတာဒါပြောမတင့်တယ်တဲ့သဘောတွေကိုဆင်ញင်ပေးပါဆင်ញင်တာဓမ္မ practice ပဲသွားပြီးတော့တင်မြင်ကြီးခွေပြီးတော့လက်ကြီးရှက်ထိုင်နေမှာမဟုတ်ဘူးနော်ဘယ်လိုထိုင်မတင့်မတဲ့ယွန်းစပွဲအခြေအနေတွေကေတာလောမနခါတတာတဆောဆံမင်းမွေးညင်းခြေတယ်လည်းတဲ့သွားအရေးတစ်ခုစီခန္ဓာကိုယ်32ခုဓာတ်ကြည့်တစ်ခုမှသိမ့်ထားစရာမရှိဘူးကိုယ်စပင်ပဲစပင်ပေါ်နေတဲ့အခါကျတော့ဟုတ်တုတ်ရှိတယ်နော်လှအောင်ပြင်ကြတယ်ဆေးဆိုးကြတယ်အဲ့ဒီစပင်ညီလေးတစ်စီထမင်းနဲ့သွားကြလို့ရှိရင်ယွန်ညတယ်လူများလည်းအံ့ဩစရာတော့ကောင်းတယ်ဒီစပင်မှာပဲခေါင်းပေါ်နေရင်တော့လည်းအကောင်းသားနေရာရွေ့သွားတာနဲ့တပြိုင်တည်းမလို့ချင်ကြတော့ကိုယ့်ရဲ့ပါးစပ်ထဲမှာတတွေးတွေရှိတယ်အပြင်မထွက်သေးသမျှအကောင်းပဲမျိုးချနေကြတာအပြင်ထွက်တာနဲ့တပြိုင်တည်းဘာဖြစ်မလီကျွန်းတာအဲ့ဒါလိုပဲအားလုံးကအပြင်မထွက်သေးရင်အကောင်းပဲအပြင်ထွက်လိုက်တာနဲ့တပြိုင်တည်းယွန်းစရာဒါကိုဆင်ញင်တွေးတောတာကိုအတုပလို့ပြောတာနော်အေးဗမာမှာအတုပဆိုလို့ရှိရင်တော့ဟောဖြူတော်ရယ်သွားပြီးတော့အောင်းမေ့နေတယ်အဲ့တော့အတုပကိုဆင်ញင်စဉ်းစားခြင်းဖြင့်ခန္ဓာကိုယ်ပေါ်မှာတွေ့တာတတ်မဲ့တတ်တဲ့တဏှာလောဘကိုဖယ်ရှားပြစ်နိုင်ပါတယ်တဲ့အဲ့ဒါဖယ်ရှားပြစ်နိုင်မှလောဘကလွတ်တော်မှာလွတ်မြောက်တဲ့စိတ်ဆိုတာရမှာအနုဘုဆိုရင်တွဲနေအောင်ပါမလွတ်မြောက်နိုင်ဘူးတဲ့